အားလုံးပဲမင်္ဂလာပါဒီရက်ထဲမှာ AI တိုင်းမော်လမြိုင်ကျွန်းဘက်ကိုလာဖို့ရှိပါတယ်မြန်မာယူကကျွန်တော်တို့စေးတော်ဒီနဲ့ပတ်သက်ပြီးတော့လဲပဒန်းဆက်များရှိရင်လိုချင်ပါတယ်ပထမစေးတော်ဒီနဲ့ပတ်သက်တာကျွန်တော်တို့လက်ဝဲပိုင်းဒေဒီပိုင်းနေနဲ့ပတ်သက်တဲ့စေးကြီးပြီးရင်ကျွန်တော်တို့စီမံနေနဲ့ပတ်သက်တဲ့စေးတော်တွေရရင်လိုချင်ပါတယ်ဒီရက်ထဲမှာအရာယူတိုင်းမော်လမြိုင်ကျွန်းမြို့မော်ကျွန်းမြို့ဘက်ကိုရောက်ပါမယ်ဒီရက်ထဲမှာရောက်ပါမယ်เนาะရှိတဲ့ပုဂ္ဂိုလ်များဘိုးစင်မော်သက်ထားပြီးတော့မှမလို့ရမခံရသောပုဂ္ဂိုလ်များသို့မဟုတ်စေတော်တွေကိုထိမ့်သိမ်းရတာမထိမ့်သိမ်းကျင်တော့တဲ့ပုဂ္ဂိုလ်တွေရှိရင်ဆက်သွယ်နိုင်ပါတယ်ကျွန်တော်ရဲ့ Viber ကဖြစ်စီဒီ TikTok ကဖြစ်စီဆက်သွယ်ပါလို့ပုံစံပြီးတော့လဲဆက်သွယ်နိုင်ပါတယ်3994492591ဆက်သွယ်နိုင်ပါတယ်ပြီးတော့ကြတော့ဒီရက်ထဲမှာမော်လမြိုင်ကျွန်းပေါ့နော်တွားမှာဆိုတော့ကြားထဲမှာမိုးပင်ပဲရှိမယ်မော်လမြိုင်ကျွန်းရှိမယ်မိုးကျွန်းရှိမယ်ပေါ့နော်အဲဒီကနေမှကျွန်တော်မြန်မာရိုးရာစမင်းစုပ်ထိုးခြင်းနဲ့ပုဂ္ဂိုလ်များရှင်လဲဆက်သွယ်နိုင်ပါတယ်ကျွန်တော်စုပ်တီစီပါမှာဖြစ်ပါတယ်စမင်းတို့စုပ်ထိုးခြင်းနဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကြိုတင်ပြီးတော့ဆက်သွယ်ပေးပါမနေ့ပြန်တစ်ပတ်ကတော့ထိရှိပါသေးတယ်မနေ့ပြန်တစ်ပတ်ကမဟုတ်မနေ့ပြန်တည်းတော့ချိန်ရှိပါသေးတယ်အဲ့တော့ဆက်သွယ်ပေးပါကြိုတင်ပြီးတော့ဆက်သွယ်ပေးပါနော်အားလုံးပထမဆုံးရှိတဲ့ပုဂ္ဂိုလ်တွေတွေ့ဆုံပါမယ်အားလုံးကျမချမ်းသာကောင်းသောလူရဆန္ဒပြေဝကြပါစေ